ကျေးဇူးတော်ရှင်မှာဘော်ရီမြိုင်ဆရာတော်ကြီးရဲ့အကြောင်းပြောကြပြီဆိုရင်အမှတ်မှားလေးရှိတာတခုကဆရာတော်ကြီးကိုတောတကြီးတက်တယ်လို့ဓမ္မမို့ရင်လည်းပရိယတ်တိစပေလိုက်စားဘူးခဲ့ခြင်းမရှိသူလို့ထင်မြင်ကြခြင်းပါပဲတကယ်တမ်းမှာတော့ဆရာတော်ကြီးကပရိယတ်တိစပေကိုကြည်တာအောင်မြင်တဲ့အထိသင်ယူစီးပူးခဲ့ပြီးမှသာအကြောင်းမျိုးမျိုးကြောင့်မို့လူထွက်ခဲ့ရခြင်းဖြစ်ပါတယ်လူဘဝမှာ14နှစ်တာမြန်နေထိုင်ခဲ့ပြီးတဲ့နောက်အသက်38နှစ်မှာရဟန်းပြောင်ပြီးဝတ်ပြီးတော့မှတောထွက်တော်မူခဲ့ပါတယ်မဟာဗောဓိမြိုင်ဆရာတော်ကြီးကယရနာစစ်တမ်းစာအုပ်မှာငါဤယဟန်ခံရက1340ခုနှစ်ဒေါ်တလင်းလာဇန်73ရက်တနင်္ဂနွေနေ့ဒီငါဤပထမယဟန်ခံဘဝတိတ်ခါချစဉ်1329ခုနှစ်ဒေါ်တလင်းလာဇန်12ရက်ဖြစ်နေရာတိုက်ဆိုင်အထွက်က12ရက်အပြန်ဝင်က73ရက်ပင်ဒီလို့ရေးသားမှတ်တမ်းတင်တော်မူခဲ့ပါတယ်အဲ့ဒီစာစုမှာတော့မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့စာတင်နာဘဝဖြစ်ပျက်တွေကိုတင်ပြလိုပါတယ်ဆရာတော်ကြီးဟာစာတင်နာဘဝမှာကလေးကလောကရန်လိုင်းကျမ်းတွေနဲ့ရင်ဆိုင်တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်ဆရာတော်ကြီးကသူ့ရဲ့ကိုရံရေးထုတ်ပရိစာအုပ်ကြီးဖြစ်တဲ့ဘဝကန္တာရတင်ကေတကရာစာအုပ်ထဲမှာနောက်သူများဖြစ်ကြပါလေသောတုတေတီတို့အားငါတို့တတိပေးလို့ဒီမှာဒီဘဝကန္တာရတင်ကေတကထာကောဘဝခီးချမ်းမတန်းလာစကားကိုလေ့လာရ၌ပွဲကြည့်ရာတွင်ဇက်ဆောင်တို့၏ဝဇ္ဇပြင်စင်ဟန်ပန်တို့ပေါ်မှာကလေးပွဲကြည့်နီးပမာမေးတင်မထားလေပဲထိုဇက်ဆောင်တို့ဖော်ပြသွားသောဇက်လန်းပညာပေးတင်ခန်းစာ၏အနှစ်အသားတို့စိုက်စေသည့်အထိလူကြီးပွဲကြည့်နီးအကြည့်ပေါ်တွင်အသည့်တင်ကြည့်လေသည့်နီးသူငါတို့တည်စီလိုတော့မှားတတ်သောစိတ်ဓာတ်နှင့်ထိုစိတ်ဓာတ်ပုံဖော်ရာဘဝဖြစ်စဉ်၏တဘာဝမှန်ကန်သောစိတ်ဓာတ်နှင့်ထိုစိတ်ဓာတ်ပုံဖော်ရာဘဝဖြစ်စဉ်၏သဘောထိုကြောရုံနှစ်ခုသူလူကိုလူအလူအယက်ထွက်ပေါ်လာသောဘဝဖြစ်စဉ်၏ဓမ္မတာအပေါ်ရိပ်မိဉာဏ်ဝင်စေသည့်အထိလေ့လာရန်တတိပေးလို၏အမားပဲအမှန်ပဲထိုနှစ်ဖက်တို့ကွက်ကွင်းမြင်သည့်ပြီးကရှောင်စရာရှိကရှောင်ဆောင်စရာရှိကဆောင်းပါကြသောတင်ဒီမစ္စည်းမစိတ်လပိုင်းတို့ရောက်စီလာခြင်းဖြင့်တင်ဤလမ်းမှန်၍တင်လာမိဖြစ်ချေဤသို့လမ်း၍မှန်အပြန်ကောင်းအဆောင်ကင်တို့စိုက်ကြမည်ဆိုသောဤအထုပ္ပတ္တိထားခဲ့ရကြနတ်ပေပြီဟု၍ငါတို့ထင်မြင်ယူဆရမည်ဖြစ်ပါကြောင်းလို့ရေးသားဖော်ပြခဲ့ပါတယ်ဆရာတော်ကြီးရေးသားဖော်ပြခဲ့တဲ့အတိုင်းပဲရှောင်စရာရှိတာရှောင်နိုင်ကြစေဖို့ဆောင်းစရာရှိတာဆောင်းနိုင်ကြစေဖို့ဆရာတော်ကြီးဖြစ်တဲ့တွေ့ကြုံခဲ့ရတဲ့စာတင်တဘဝနေ့ရက်ဆွဲတွေကိုကြည့်ရအောင်ပါမဟာဗောဓိမြိုင်လောက်လျာမောင်ကြီးမောင်ဟာအသက်9နှစ်အရွယ်မှာဘုန်းကြီးကျောင်းကိုအပုတ်ခံခဲ့ရပါတယ်။မောင်ကြီးမောင်ဟာလူဝင်စားတအုပ်ဖြစ်ပြီးလက်ရှိဘဝမှာယခုဘဝကတတိယမြောက်အကိုကြီးထံပြောင်းဝင်စားခဲ့သူပါ။ရခင်ဘဝကညံကျော်မြည်နဲ့လူဖြစ်ခဲ့ကသာသနာဘောင်ကိုညီရအမည်နဲ့ဝင်ရောက်ခဲ့ပြီးဆရာဖြစ်သူကမင်းကုန်းတော်ရဆရာတော်ကြီးဥတုနန္ဒဖြစ်ပါတယ်။ယခုဘဝမှာလည်းပဲဆရာတော်ကြီးဥတုနန္ဒထံတို့ပဲထပ်မံရောက်ရှိပြီးဆရာတော်ကြီးဥတုနန္ဒကိုအမတန်မှကြောက်ရတယ်လို့ဆိုပါတယ်။ကျောင်းသို့ရောက်ဒီနေ့ပထမဆရာနဲ့နဖူးတွေ့ဒူးတွေ့ထပ်မံတွေ့ကြကြရာထိုဆရာဖြစ်သူတောင်ကျောင်းကြီးဆရာတော်ဥတုနန္ဒကိုကြည့်ပင်မကြည့်ရဲ့ငါတို့ဒီကပထမညံကျော်ဘဝမှာယခုငိမ့်မောင်ဘဝရောက်ကြလာခဲ့ကြပြီဆရာကယခင်ဘဝကလည်းဒီဆရာယခုဘဝလည်းဒီဆရာရာဖြစ်ချပြီတောเจ้าကြီးဆရာတော်ဥတုနန္ဒနဲ့ပတ်သက်ပြီးဝိနည်းတိခါဘုံနဲ့ပတ်သက်လာလျင်အတေးမွားကအစသတိလွတ်တည်မရှိခဲ့ထို့စရဏသီလစင်ကြယ်တော်မူသည်ဖြင့်လူအများနတ်အများတို့ရိုသေမှုကိုခံတော်မူရ၏မဟာဗောဓိမြိုင်လောင်းလျာမောင်ကြီးမောင်ဟာစာရာမှာလည်းထူးချွန်ထက်မြက်လာသူဖြစ်ပါတယ်စာပေပညာသင်ပုံကြီးတစ်နှစ်အတွင်းတခါတည်းဖြင့်ဖတ်ပြနိုင်ခြင်းဆုံးမစာလက်ရေးစာဖတ်စာများကိုတစ်နှစ်တွင်ပင်
တင်ရိုးကုန်ခြင်းဖြင့်အစွမ်းပြခဲ့၏အများနည်းတူအတွင်းအောင်ခြင်းအပြင်အောင်ခြင်းယရနာရွှေချိုင်းနမကာရစတဲ့ခြေခံကျမ်းစာတင်ရိုးများငါတို့မတင်ခဲ့ရထို့တဲ့ရှိလောကနီတိပရိတ်ကြီးတို့ကိုခုံကူးစေက၎င်းတို့ကိုလည်းတတိယနှစ်9နှစ်သားကပင်ပေကြီး17တို့အလွတ်ရပြီးဖြစ်နေခဲ့၏ဆရာတော်လျောင်းလျာမောင်ကြီးမောင်ကျောင်းနေတဲ့၄နှစ်အရောက်မှာတောเจ้าကြီးဆရာတော်ဥဒုနန္ဒလွန်တော်မူရာဒုတိယဆရာတော်ဥဟာစာရထံဆက်လက်ပညာသင်ယူခဲ့ရပြန်ပါတယ်ဆရာတော်လောင်းလျာမောင်ကြီးမောင်ဟာဆရာကောင်းနဲ့တွေ့ကြုံဆုံခွင့်ရခဲ့ပါတယ်ဥဟာစာရရဲ့သင်ကြားပုံကိုဆရာတော်ကြီးကအခုလိုရေးသားတော်မူခဲ့ပါတယ်ငါတို့ကဥစွာပရိတ်ကြီးတို့ပြန်လဲတင်စီထိုးတွင်မေတ္တာတို့၏ဏိဂုံးဖြစ်တဲ့တိဋ္ဌံစရဏိတိနောဝတယနောယာဝတတဝိဒမိတောပေလျာလပုဏ္ဏရေဒီဂါထာနှင့်တို့ရောက်သောခါတွင်တုံးရဲ့မြကြာညောင်းခဲ့ကြ၏တရက်သွားရောက်ပြန်ဆို၏အေးကောင်းလွန်းတဲ့ဒိဗေကွရှေ့မတက်နဲ့အောင်ဒါပဲဆက်ချက်ဟေနောက်တရက်သွားရောက်ပြန်ဆိုရာဒါရန်တပတ်တကယ်လှုပ်ရမယ်ကိစ္စပဲကွရှေ့မတက်နဲ့အောင်ဒါအမိမိရဆက်ချက်ထားအောင်တတိယမြောက်ရက်၌သွားရောက်ပြန်ဆိုတော့ခါကြမှသာယဟန်ဆိုတာတဘဝဆန်တလန်းသွားမျိုးကွလူတွေလိုအထက်တက်လိုက်အောက်ဆင်းလိုက်မျိုးမဖြစ်ရဘူးနိဗ္ဗာန်တလန်းတဲ့တန်သွားရတယ်လူတွေလိုတဘဝမှတဘဝမပြောင်းရွှေ့ရဘူးဒီဘဝတည်းနဲ့ကိစ္စပြီးဖျားစကားနားထောင်ဆောင်ရွက်ရတယ်မင်းအဲ့ဒီဂါထာပအဓိပ္ပာယ်အတိုင်းလေ့ကျင့်တတ်ဖို့ကြိုးစားပြီးဆုံးမကရှေ့ဆက်တိုးခွင့်ရခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပရိကြီးပါဠိအ내ကို6လမြကြာသည့်အထိတင်ပေးခဲ့ပြီးစာသွားမှန်းသိတဲ့အခါတင်းကြိုပါဠိကိုဆက်လက်တင်ပေးခဲ့ပါတယ်တင်းကြိုစိတ်ပိုင်းကိုစနစ်သင်သားနဲ့ရခဲ့ပြီးစေတသိက်ပိုင်းအထိတက်ခွင့်ရခဲ့တယ်လို့လည်းဆိုပါတယ်အသက်73နှစ်သားမှာတရာကြီးတင်ခဲ့ပြီးတရာကြီးတန်တိပိုင်း5ပိုင်းမှာရှိတဲ့ပါဠိကိုတင်အလက်ကျင့်နေခဲ့ရတယ်လို့ဘဝကန္တာရတင်္ကေတကရာစာအုပ်ကြီးမှာဗောဓိမြင်ဆရာတော်ကြီးကမှတ်တမ်းတင်တော်မူခဲ့ပါတယ်ဆရာတော်လောင်းလျာမောင်ကြီးမဟာအသက်73နှစ်သားချိန်ဝေဘူးဆရာတော်သတင်းကြားကြစဉ်ကလေးကဝေဘူးလို့ကြင့်ကျင်လိုက်တာလို့တန်တမိပြီးနေစာချက်ညစာပြန်တရားထိုင်လေသီလကိုအမြဲထိန်းနေခဲ့ရပါတယ်ညတွေမှာလည်းចောင်းသားကိုရင်များနဲ့ရောရောနှနှမိတ်ပဲတယောက်တည်းចောင်းကြီးအောင်မှာတရားမှတ်လျက်အိတ်ခဲ့တယ်လို့သိရပါတယ်သင်္ကန်းစီးပြီးရင်တောထွက်မယ်လို့ရည်ရထားချက်ထားခဲ့တာကြောင့်1319ခုနှစ်တပိုးရဲလာပြီး6ရက်နေ့ဟာအပျော်ဆုံးနေ့ဖြစ်ခဲ့တယ်လို့ဗောဓိမြင်ဆရာတော်ကြီးရဲ့ကိုရန်ရေးထုတ်ပတ်ကျမ်းစာအုပ်မှာရေးသားခဲ့ပါတယ်1319ခုနှစ်တပိုးရဲလာပြီး9ရက်နေ့မှာတော့ရှင်အမိခံဝဲရခဲ့ပြီးညီရအမိကိုကိုယ်တိုင်ပဲဆရာထံလျှောက်ထားကရယူတော်မူခဲ့ပါတယ်ထိုအချိန်မှစရဲ့ဆရာသည်ငါတို့ကိုပါဠိတရာပါဠိမှအ내တို့ကူးပြောင်းဖို့ပို့ချပေးတော်မူပါ၏ရုပ်တွက်ပုတ်ဆက်ပုတ်ဖြတ်များကိုနေ့စဉ်သင်ပေးတော်မူ၏ငါတို့ဒီကတစ်ဖက်ကဆရာစာဝါတစ်ဖက်ကတရားအထုတ်နှစ်ခွအလုပ်ကိုလှုပ်လျက်သာရှိကြ၏တော်ထွေရန်ကိစ္စတာစုနေဝါမဆိုပြီးချိန်ပိုင်းအတွင်းတနေရာရာရွာနဲ့ဝေးရတို့တိတ်တဆိတ်ထွက်ရန်ကြိတ်ကြံနေတော့အချိန်ပိုင်းဖြစ်ချီဗောဓိမြင်ဆရာတော်ကြီးဟာအသက်14နှစ်အရွယ်ကပင်တန့်စင်အားကောင်းသောပါရမီဗီဇထူးကြောင့်တောထွက်ဖို့စိတ်အားထက်တန်တော်မူခဲ့တာကိုအံ့ဖွယ်တွေ့ရှိရပါတယ်ဆရာဖြစ်သူဥဟာစာရဟာမဟာဗောဓိမြင်လောင်းလျာရှင်ကြီးရဲ့အရေးကဲကိုတိတိလျောက်မင်းငယ်သေးတယ်တောထွက်ရမသိတော်သေးဘူးကြီးရင်တဲ့အချိန်ကရောက်မှမင်းသဘောကျတောထွက်လို့ကထွက်ပါယခုတော့ပြင်ပညာတင်ရမြို့တက်လေအောင်ဆိုပြီးတော့ညီရဆိုကရွှေဘုံမြို့ဝေလူဝန်ပါဠိတက္ကသိုလ်စာတင်တိုက်ကိုပို့တော်မူခဲ့ပါတယ်အဲ့ဒီလိုနဲ့မဟာဗောဓိမြင်လောင်းလျာရှင်ကြီးရဟာရွှေဘုံမြို့ရှိဝေလူဝန်စာတင်တိုက်ကိုပရိယတ္တိစာပေတင်ဖို့ရောက်ရှိခဲ့ရပါတော့တယ်စာတင်တိုက်ရောက်တဲ့နေ့ကိုလည်းထိုနှစ်1318ခုနှစ်ကစုံလပြည့်ကျော်10ရက်နေ့ဒီကငါတို့ရွှေဘုံမြို့ဝေလူဝန်ပါဠိတက္ကသိုလ်စာတင်တိုက်တို့အဖို့ခံရတော့နေပြီဒီလို့ဆရာတော်ကြီးကမှတ်တမ်းတင်တော်မူခဲ့ပါတယ်
ဝေလူဝန်ဟာတင်းကျပ်တဲ့စီကံရှိတဲ့စာတင်တိုက်ဖြစ်တာကြောင့်ပဲစီကံတွေကိုကြာတိရချိန်မှာစိတ်နာခေါင်းရှုပ်လျက်စိတ်ကြောများလဲချမ်းသာခဲ့ရတယ်လို့ဆရာတော်ကြီးကဆိုပါတယ်စာတင်ဒီဆိုရဝဲစာပေကိုတင်ကြားပို့ချ၍ရင်းစာပေရဲ့အနှစ်သာရဖြစ်တဲ့ဗုဒ္ဓ၏တာဩဝါဒစကားများကိုကြားသိစေတော်မူယုံမြတာမကကြားသိစေယုံမြတာဟုအစကထင်မိခဲ့၏ယခုချိန်တိုင်းဆိုတော့ကသူ့ကြောင့်တိုက်ပုံစံကွင်းကိုအံဝင်အောင်တွင်းပြီးတော့ပို့ချမိကိုသိရှိလာရ၏ငါတို့ဒီကအခြေခံစာတင်တာပြီးပြီးတရားဤတန်တိပိုင်းကိုစတင်တင်ကြားခွင့်ရကြည်လက်ဦးဆရာကဆရာတော်ဥက္ကဝိဒတီဤတန်တိပိုင်းဒီရွာမနေစဉ်တော့ရွာဆရာဘုန်းကြီးတင်ကြားပို့ချမှုကိုလိုက်နာခဲ့ရဘူးတစ်ဖြစ်အခက်အခဲမရှိချောမောလွယ်ကူ၏အခြားအခြေယူစာတင်သားများနည်းတို့စင်တန်းမီတင်အန်လက်ကျက်နိုင်စွာရှိခဲ့၏မဟာဗောဓိမြန်ဆရာတော်လောင်းလျာရှင်ကြီးရဟာစာပြန်စာချက်ဇွဲတန်လာတာကြောင့်ဆရာတိုင်းကအရေးပေးကြတယ်လို့ဆိုပါတယ်။ကျောင်းတိုင်းမှာရှိတဲ့ဆရာတော်များထံကိုလည်းဥပုပ်နေ့များမှာအချိန်ရသလောက်သွားရောက်ဝတ်ဖြစ်ရင်စာပေကျောင်းရာများတင်နိမဆလက်ကျက်နီးတွေးခေါ်များနဲ့အလာဘတလာဘစကားများပြောကြတာကိုနာခံခဲ့ရတယ်လိရှိတယ်လို့ဆိုပါတယ်။လောကီကျောင်းလောကုတ်ကျောင်းရင်ရေစရာမောစရာမသားစရာအတက်စရာစသဖြင့်စုံလင်လာတယ်လို့ဆိုပါတယ်။ထို့ဥပုံနေညညများ၌ဆရာဓမ္မများကိုဝတ်ဖြစ်ကြရင်ထိုဆရာဓမ္မများနဲ့အနိကချိကခွင့်ရခြင်းများကြောင့်ရလာတဲ့အကျိုးကစန္ဒအာဝရိယအားများတက်ကြွလာခြင်းပင်တည်းထိုစန္ဒထိုဝရိယအင်အားများကိုအမိပြု၍ငါတို့သည်ဆုံးခံသွားလျက်ကပင်စာတပုတ်ကိုအမိကျက်မိလိရှိ၏ရပြီစာရေမေးသည်မရှိမှတ်မိပေမဲ့ဉာဏ်ဆန်းမေကုံများမှာတော့နည်းနည်းလဲ့ရန်လဲထွက်သွားတယ်လို့ဆိုပါတယ်အာဂုံပါဠိအာဂုံနဲ့ပတ်သက်ရကကွက်ကြော်ပြန်ဆိုခိုင်းလဲမလဲခဲ့အစဉ်တိုင်းလဲတွတ်မြည်ဟိတွတ်စေခဲ့၏စာတော့စာမဆရာတိုင်းလေးစားကြ၏ဘေးမှနာကြသူတိုင်းကကြီးညိုတရာပွားများစေတတ်၏အတန်နေတန်ထားပြတ်သား၏အယက်အနာကင်းမဲ့ခဲ့ခြင်း၏အဲ့ဒါလိုချက်တွေကြောင့်ပဲမှာဗောဓိမြန်ဆရာတော်လောင်းလျာအရှင်ကြီးရဟာဝေလူဝန်ပါဠိတက္ကသိုလ်တွင်မှာဆရာတွေရဲ့ချစ်မြတ်နိုးမှုကိုခံရဆုံးအားထားမှုကိုခံရဆုံးဖြစ်ပါတယ်ထိုတိုင်းနဲ့ငါတို့နေထိုင်ရာအကြောင်းကစွန်းစားကြောင်းဒီငါတို့နေတီးဆရာကဆရာတော်ဥက္ကောတန်လာဒီထိုဆရာတော်၏ခန္ဓာပြုပွဲကိစ္စမှန်သမျှနည်းနည်းမျက်နှာသိရခံပေးခြင်းမှတ်ဒီတပြည့်စီလဲခြင်းပန်းကခြင်းတို့အထိတခါခိုင်းပြီးလျင်နောက်တစ်ချီမခိုင်းရအောင်တာဝန်ချီခဲ့ထို့ကြောင့်ထိုဆရာတော်ဒီငါတို့အတွက်အဆအရတာဝန်ယူချီးမြှောက်တော်မူ၏မိခင်တို့၏စိတ်ဓာတ်ဖြင့်တာဝန်ယူတော်မူ၏လို့ဆရာတော်ဥက္ကောတန်လာမှကြည်ရှုစောင့်ကြောက်ခဲ့ရပုံများကိုလည်းဆရာတော်ကြီးကမှတ်တမ်းတင်တော်မူခဲ့ပါတယ်ရွှေဘုံမြို့ဝေလူဝန်ပါဠိတက္ကသိုလ်ကိုရောက်ရှိတဲ့ပထမနှစ်တာအတွင်းမှာပရိယတ္တိအခြေခံပိဋကတိုက်ဖွင့်ရတော့ဖြစ်တဲ့တတ္တာကိုဇောက်ချသင်ယူခဲ့ရပါတယ်တရာ၏ခြံရံဖြစ်တဲ့တုတ်စင်ပုတ်စစ်တဝနာနီး40များနဲ့ဓာတ်ထသင်ယူခေါ်ဓာတ်အနက်တို့ကိုလည်းအဲ့ဒီနှစ်မှာတင်ယူခဲ့ရတယ်လို့သိရပါတယ်ဝိနည်းပိဓမာတရာထိုအခြေခံ၃မျိုးမှာတရာဟာရှင်ကြီးရတန်လာတဲ့ကျမ်းဖြစ်ပြီးအဲ့ဒီတနေ့တွင်တရာဤအောက်ပိုင်း၄ဆောင်ကိုကြည်ညက်စေခဲ့ပြီးတရာဤသဘောနဲ့သဘာဝကိုလည်းတိတာရိပ်စားလာခဲ့တယ်လို့ဆိုပါတယ်မဟာဗောဓိမြန်ဆရာတော်ကြီးဟာစာတင်သားဘဝဖြင့်စာသင်ခဲ့စဉ်ကတရာပဲအတ္တမုံကိုတရာနှင့်ပတ်သက်လာလျင်အတန်ကြားယုံများဖြင့်ဘယ်အပိုင်းကဘာတုတ်ဆစီရမီအရာဆိုတာကိုနားလည်ခွင့်ရလာခဲ့၏ထိုတရာကျမ်းကိုသင်ရလက်ကျက်နေရသောငါတို့ကစိတ်ဝင်စားခြင်းပြင်းရခြင်းအလင်းမရှိပြီလို့ရေးသားတော်မူခဲ့ပါတယ်စာရင်သားဘဝနေ့စဉ်များကခက်ခဲလာတော့လဲတရားဆောင်လေသူကိုတရားကပြန်လဲစောင့်ရှောက်တတ်ကြောင်းကိုဆရာတော်ကြီးကအခုလိုမှတ်တမ်းတင်တော်မူခဲ့ပါတယ်ငါတို့ဒီကဘဝအစကတည်းကထောင်ကြမှစတင်ကကံခေခဲ့ရ၏ထို့နောက်မုတ်ဆိုးမှသားဘဝဖြင့်မျက်နှာငယ်ခဲ့ရ၏စစရဲအတိုင်းနဲ့လူစင်းအစစ်မီတန်းစင်းမရှိခဲ့ပြီ
ယခုစာတင်တိုက်တဲ့ဝင်ရောက်ခြေမိကြတော်ကာလ၌ပဲလက်ထဲဝယ်30ကျပ်မြတ်သောငွေသာပါခဲ့၏ဘဝအစကတည်းကထောင်ကျခဲ့ရတယ်လို့မဟာဗောဓိမြင်ဆရာတော်ကြီးဘာကြောင့်ရေးတယ်လဲဆိုတာကိုဒီလိုနေရာမှာပြောစရာရှိပါတယ်ဆရာတော်ကြီးဟာအဖေဟာတော်လိုင်းသမားအဖြစ်အမိခံလျက်လက်နဲ့ဆွဲကင်ခဲ့တဲ့သူပါမြို့နေတထေးစီကဓမြတိုက်အနုချမ်းစီပြီးတောနေလူဒန်းစားဆင်းရဲသားများကိုဝေငှတဲ့အမှုကိုလည်းပြုခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်တာဝန်ရှိသူတွေကဆရာတော်ကြီးရဲ့ဖခင်ကိုဖမ်းဆီးမရတာကြောင့်မိခင်ကိုဖမ်းဆီးရမှာဗောဓိမြိုင်လောင်းလျာမောင်ငိမ့်မောင်ခမညာ6လသားဘဝနဲ့ထောင်ချခံခဲ့ရတာပဲဖြစ်ပါတယ်မဟာဗောဓိမြိုင်လောင်းလျာရှင်ကြီးရဟာစာတင်သားဘဝမှာလည်းနွမ်းနွမ်းပါးပါးနဲ့တနေ့တနက်မြတ်တာဆွန်းစားကစာတင်ခဲ့ရပုံတွေကိုဆရာတော်ကြီးကအခုလိုမှတ်တမ်းတင်ရေးသားတော်မူခဲ့ပါတယ်တင်ကန်းဒီလည်းရှင်ပြုစဉ်ကပါရှိခဲ့တဲ့မဟာဝန်တစိတ်ဧကတိနဲ့ဇီကတစိတ်တင်းပိုင်တစ်ထဲတာစာတင်သားဆိုတဲ့ပြင်ထဲထဲဝါဝါမရှိခဲ့ပြောင်ပြောင်လက်လက်အယောင်နဲ့အဆောင်ကမထွက်ရေလဲစရာတင်းပိုင်ကိုတူတပါးတို့စွန့်ပစ်ထားတဲ့သင်္ကန်းကိုကောက်ယူသုံးရ၏နောက်တဲ့ဧကတိဟောင်းတင်းပိုင်ဟောင်းများအများမတုံးတော့၍တင်ကန်းတန်းပေါ်ပစ်ထားတော့သုံးမသုံးမေး၍မသုံးစုကသုံးခဲ့ရ၏ထိုစာတင်သားဘဝ၌တစ်နှစ်လုံးမြတ်မဟာဘုံကထိန်ကျင်းပစဉ်ကာလ၏တင်းပိုင်တစ်ထည်များတာရရှိခဲ့ရ၏ထိုတင်းပိုင်လေးကမဝတ်ရက်မကန်ရက်ခေါင်းအောက်အသားလေးထား၍အရေးကြီးခဲ့ရ၏တစားစားတို့ကိုစာတို့ကိုဟစ်အော်နေရသောဝမ်းရီကဆာလောင်မှုသိလာကြည်တို့တစီလဲတနေ့မှတစ်ထပ်မြတာဆွမ်းဖြင့်ပင်ပြည်စည်းခဲ့ရ၏အဲ့ဒီလိုအကြက်တွဲတွေကိုစွန့်စားကြောင်းဆရာတော်ဥက္ကဋ္ဌလာကဖြည့်ရှင်းပေးခဲ့တော့ပြီးတော်မူခဲ့တယ်လို့လည်းမဟာဗောဓိမြင်ဆရာတော်ကြီးကဆိုပါတယ်ဟာနေသောဝမ်းရီကိုကစာပြန်တန်ကြားသည့်ကြီးညိုကြလေကုန်သောတန်ကတော့ပေါင်းတို့ကညအိတ်ချိန်ဝဲအချို့ကထမ်းလျက်အချို့ကမုံစွန်းစရီတို့ဖြင့်၎င်းတို့တုံးဆောင်သလိုငါတို့ကချီးမြှောက်ကြလေကုန်၏ဆရာတော်ဦးဇန္တိမဝေလူဝန်ကျောင်းဦးစီးဆရာတော်ဒီပင်လျင်၎င်းတုံးဆောင်တော်မူသောဟောလစ်များဖြော်လျက်ရန်ကခေါ်ယူတိုက်ကျွေးလိရှိသင်္ကန်းကိုလက်တရုတ်တည်းတပြည့်ဟူ၍တဘောမထားဂန္ထဒုရဆောင်တန်ဃာတော်တစ်ပါးအမှတ်ဖြင့်၎င်းကပင်ဒုထောက်လျက်ကပင်လူတန်းပါသည်လို့ငါတို့လူခံခဲ့ရဘူးကြီးဓမ္မောဟဝေရခတိဓမ္မစာရီစင်စစ်တရားဆောင်လေသူကိုတရားကပြန်ဆန့်လျှောက်တတ်ချီယူတော့ဘုရားစကားတော်ဒီငါတို့အတွက်ဓာတ်ထိမှန်ကန်၍သာနေပါကြီးလို့မဟာဗောဓိမြင်ဆရာတော်ကသူရဲ့စာတင်သားဘဝနေ့ဇွဲတွေကိုမှတ်တမ်းတင်တော်မူခဲ့ပါတယ်ဒီစာစုမှာရေးသားဖော်ပြခဲ့တဲ့အကြောင်းအရာတွေကမဟာဗောဓိမြင်ဆရာတော်ကြီးစာတင်သားဘဝကိုဖျက်စတင်ခဲ့ရာဝေလူဝန်ပါဠိတက္ကသိုလ်မှာဖြတ်တန်းခဲ့ရတဲ့စာတင်သားဘဝတွေ့ကြုံများရဲ့ပထမနေ့ကိုအချင်းအပြည့်အနည်းချုပ်ပြခဲ့တာဖြစ်ပါတယ်မဟာဗောဓိမြင်ဆရာတော်ကြီးဟာကိုရင်9ဝါယဟန်9ဝါပရိယတိစာပေတင်ကြားတော်မူခဲ့ခြင်းရဲ့အကျိုးကျေးဇူးကြောင့်ပဲနောင်တော်ရမီတရားရှာမိတဲ့ဝဏဝါဒီဘဝမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အချို့သောပြဿနာများကိုရင်ဆိုင်ကျော်လွှားနိုင်တော်မူခဲ့ပါတယ်ဒီစာစုရဲ့ပထမရည်ရွယ်ချက်ကတော့မဟာဗောဓိမြင်ဆရာတော်ကြီးစာတင်သားဘဝကပရိယတိစာပေကိုချုံငဲ့စွာနဲ့စ조사တင်ယူခဲ့ရပုံတွေကိုတိရှိကြည်ညိုနိုင်ကြစေဖို့ဖြစ်ပါတယ်ပရိယတိစာပေကိုသင်အန်လက်ကျက်နေကြတဲ့စာတင်သားတန်ဃာတွေရဲ့ဘဝကိုဆရာတော်ကြီးရဲ့ဘဝဖြတ်တန်းမှုကနေတဆင့်တည်နိုင်မြင်နိုင်ဖို့ကိုလည်းဒုတိယအနေဖြင့်ရည်ရွယ်ပါတယ်ခက်ခဲတဲ့စာတင်သားရှင်ရန်တွေရဲ့ဘဝဇွဲနေပဲမရှိပဲမဖြစ်နိုင်တဲ့စာတင်သားတန်ဃာတွေရဲ့ဘဝသာသနာတော်ကြီးအတွင်းရှိတည်တတ်အောင်ရည်ရွယ်လျက်ကပရိယတိစာပေကိုသင်ကြားနေတဲ့စာတင်သားတွေရဲ့ဘဝကိုနားလည်ကြည်ညိုတတ်ကြစေဖို့ကိုလည်းဒီစာစုကထူးရည်ရွယ်ပါတယ်မဟာဗောဓိမြင်ဆရာတော်ကြီးရဲ့နောက်ထပ်ကြုံဆုံခဲ့ရတဲ့လောကနံကြားကစာတင်သားဘဝနေ့စွဲတွေကိုဆက်လက်ဖော်ပြပါဦး